အားလုံးပဲမင်္ဂလာပါကျွန်တော်ခဏမင်းနေကြလို့ YouTube မှာရော TikTok မှာရော Facebook မှာဒီပတ်စံဘူးကဘာလုပ်တာလဲတဲ့ဒီပတ်စံဘူးကဘာလို့လဲဆိုကျွန်တော်ကဈေးရောက်တဲ့ခါကျတော့တရက်ကိုကျွန်တော်ဖျားငွေကိုတက်နိုင်တဲ့လောက်ပေါ့3000ပဲတက်နိုင်2000ပဲတက်နိုင်1000ပဲတက်နိုင်900နေ့စဉ်လှူဒန်းတော့ပါတယ်ဒီပတ်စံနဲ့ပဲကျွန်တော်ကောင်းမှုကုသိုလ်ကုန်လုပ်တယ်ဖះနဲ့ဖះပန်းဝယ်တယ်ဖះဝယ်ရဝယ်စားအကုန်လုပ်တယ်အလှူဒန်းလှူခံလူချင်းမင်းတို့လည်းပဲအားလုံးပဲအဲ့လိုလုပ်လို့ရပါတယ်ကိုယ့်ရဲ့ချွေးနေစာတွေကပေါ့900ပဲလူ100ပဲလူ200ပဲလူဘယ်လောက်ပဲလူလို့ရပါတယ်ဒါနေ့တိုင်းလူပါဒီပတ်စံကိုတော့ကိုချိုးအတွက်လုံးဝမသုံးပါနဲ့ကျေးဇူးတင်ပါတယ်အားလုံးကို